post တင်တဲ့အခါမှာတော်တော်များများကကိုယ့်ရဲ့ page မှာရှိတဲ့လူတွေအားလုံးဖတ်လို့ရအောင်ဆိုပြီးတော့အားလုံးနဲ့အဆင်ပြေဖို့အတွက်အားလုံးကိုခြုံငုံပြီးတော့ content တွေရေးပြီးတော့ post တွေတင်ကြတာများတယ်။အဲ့လိုရေးလိုက်တဲ့အခါကျတော့အားလုံးအတွက်တော့အဆင်ပြေတယ်။ဒါပေမဲ့အားလုံးနဲ့အဆင်ပြေအောင်အားလုံးအတွက်ကိုခြုံငုံပြီးတော့ရေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ customer ရဲ့ရင်ထဲကိုတိုက်ရိုက်ထိသွားတာမျိုးတွေသိပ်ပြီးတော့မရှိတော့ဘူးပေါ့နော်။ဒါကြောင့်မလို့ပြောချင်တာက content ရေးတဲ့အခါမှာ target customer လေးထားပြီးတော့ရေးစေချင်တယ်။ဘယ်လိုမျိုးကိုတို့ပြောရလဲဆိုရင်ဥပမာကိုကခေါင်းလျှော်ရည်ရောင်းတယ်ဆိုပါစို့ကိုယ့်ရဲ့ခေါင်းလျှော်ရည်ကအမျိုးသားရောအမျိုးသမီးရောသုံးလို့ရတာတော့မှန်တယ်။ဒါပေမဲ့ကိုကဒီနေ့ post တင်မယ်ဒီနေ့ content ရေးတဲ့အခါမှာအမျိုးသားအတွက်ကို target ထားမှာလားအမျိုးသမီးအတွက်ကို target ထားမှာလားတကယ်လို့ကိုကအမျိုးသားအတွက်ကို target ထားမယ်ဆိုရင်တော့အမျိုးသားနဲ့သက်ဆိုင်တဲ့post ကိုတင်သင့်တယ်တကယ်လို့အမျိုးသမီးအတွက်ကိုက target ထားပြီးတော့ဒီနေ့တင်မယ်ဆိုရင်တော့အမျိုးသမီးနဲ့သက်ဆိုင်တဲ့ပေါ့နော် post တွေကိုတင်သင့်တယ်အဲ့လိုမျိုးတင်တဲ့အခါမှာလည်းတို့ထပ်ပြီးတော့အသေးစိတ်တင်နေဆိုရင်အမျိုးသမီးတွေ target ထားပြီးတော့ဒီခေါင်းလျှော်ရည်ကိုရောင်းတဲ့အခါမှာထပ်ပြီးတော့အသေးစိတ်လို့ရတာရှိတယ်ဘယ်လိုတွေအသေးစိတ်လို့ရလဲဆိုတော့အမျိုးသမီးတွေ target ထားတယ်ဒါပေမဲ့ဒီအမျိုးသမီးမှာဆိုရင်ပေါက်ထားတဲ့သူတွေအတွက်လားသပင်ကျွတ်တဲ့သူတွေအတွက်လားဥယျာဉ်ပြားရားတဲ့သူတွေအတွက်လားဒါမျိုးပေါ့နော်အသေးစိတ်လေးထပ်ပြီးတော့လဲပေါ့နော်အသေးစိတ်ပြောလဲတို့ content တွေဖန်တီးလို့ရတယ်ကို target ထားတဲ့ customer ပေါ်မှာမူတည်ပြီးတော့တို့ရဲ့ content တွေကကွဲသွားမှာဖြစ်ပါတယ်